ဒီနေ့တော့ WRC4 ပေါ့နော် Rally Championship ကိုကျွန်တော် setting လေးတွေပြပေးမယ်ပြီးရင် gameplay test လေးတွေပေါ့နော်တစ်ချက်ပြပေးမှာဖြစ်ပါတယ်ဒီ WRC4 ကဒီ ready ကြိုက်လို့ရတဲ့ဆိုလို့ရှိရင်တော့ open go ပေါ့နော်ဟို how မိမယ်ကောင်းနေစေ game တစ်ခုပဲပေါ့နော် okay ကျွန်တော်တို့ setting တစ်ချက်ကြည့်အောင် okay okay graphic အနေနဲ့ကတော့ကျွန်တော် Planet Service နေပဲပေါ့နော်ဒီကောင်က1080 pixel အထိ support လုပ်ပြီးမှနေတော့ဆော့လို့ရတယ်ဒါပေမဲ့လို့လဲဟို frame per frame က1080 အထိဆိုလို့ရှိရင်တော့ frame နည်းနည်းရောတာမို့လို့ frame per second ကရောတာမို့လို့ကျွန်တော် 20နဲ့ပဲဆော့မယ်ကျန်တာတွေကတော့တိုင်းပြောင်းလဲတော့မရှိဘူး UV driver အနေနဲ့ဒီကောင်တောင်းတယ်ပြီးရင် DVK version ကတော့ဒီလောက်ပေါ့နော်ပြီးရင်VKD 3D version ကဒီကောင်နဲ့သုံးပြပါတယ် compatibility အနေနဲ့ဆိုလို့ရှိရင်တော့ Win 10.6 AM64 ပေါ့နော်ဒီကောင်တော့တုံးထားတယ်ကောင်လေးပေါ့နော်ဒီဟာနဲ့တုံးတာတော့ပိုပြီး smooth ဖြစ်တယ်ကျွန်တော်ကောင်လေးတွေကတိတ်ပြီးစင်မပြေတာဖြစ်တဲ့ဒီကောင်လေးကိုတော့တုံးစေချင်တယ်ပေါ့နော်ပြီးရင် transition pattern မှာကွာ game preset ဖြစ်နေရင်ဒီတော့ frame per second က8လောက်ပဲတွားနေပေါ့နော်8 10လောက်ပဲတွားတယ်ရန်ထစ်တယ်အဲ့တော့ဒီ extreme ဆိုတာမျိုးတစ်ချက်ပြောင်းပြရတော့ပိုပြီးကောင်းတယ် okay ကျွန်တော်တွေကတော့ဒီအကယ်၍ကိုက audio ဘိုင်းမှာပေါ့နော် audio ဘိုင်းမှာအတန်မထွက်တာမျိုးတွေဖြစ်ခဲ့တယ်မျိုးကြုံတယ်ဆိုလို့ရှိရင်တော့တစ်ချက်ပြပေးမယ်ပေါ့နော် okay ဒီဟာလေးဒီ HACD ဒါမှမဟုတ် AC864 ပေါ့ဒီနှစ်ခုလေးကတစ်ခုကို install တင်ပေးရင်တော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်တချို့ device တွေမှာတော့အတန်မထွက်တာဖြစ်တဲ့ဒီနှစ်ခုကိုတော့ install တင်ပေးရင်တော့ပို့ပြီးအဆင်ပြေမယ်အတန်ပြန်ကြားရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော် gameplay test လေးတစ်ချက်ကြည့်အောင်ဆက်ဆက်ချင်းဖွင့်တဲ့ setting မှာဆိုလို့ရှိရင်တော့ဒီ WRCS setting အရင်ပေါ်လာမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် language ချိန်လို့ရမယ်ပြီးရင် video setting ဒီ setting မှာတော့ကိုယ့်ရဲ့ GPU ပေါ်မယ်ပြီးလို့ရှိရင် resolution ရေးထားတဲ့ပေါ်မယ်ပြီးလို့ရှိရင် hazards ပေါ့နော် refresh rate အနေနဲ့ပေါ်မယ်ကျွန်တော် refresh rate က120 Hz ထားမှာပေါ့နော် okay 60 Hz နဲ့ပဲဆိုလို့ရှိရင်60 Hz ပြန်ချိန်လို့ရမယ်ဒီကောင်တော့ကျွန်တော် on ပေးထားရပေါ့နော်ခါဒီမှာဆိုလို့ရှိရင်တော့ဒီကောင်လေးတချို့ကြောက်လဲ on မျိုးပုံကြိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလောက်ဆိုရင်ပိုအဆင်ပြေတယ် okay audio setting တစ်ချက်တွားလိုက်ပေါ့နော်ဒီမှာ disable sound ဖြစ်နေဆိုလို့ရှိရင်ဒီ disable ကိုဖြုတ်ပြီးမှနေ anywhere sound လုပ်လိုက် voice ကတော့ဒါအမြင့်ဆုံးပဲပေါ့နော်64တော့အမြင့်ဆုံး okay အရင်ကြီးကြေရမျိုးဖြစ်မဲ့ထင်တယ်ဆိုလို့ရှိရင်တော့32လောက်ပဲချိန်လိုက်ရင်ရတယ်ပြီးရင်တော့ play ပေါ့နော်ခုနလေးတော့ win temp ထားတာကဘာဖြစ်လဲဆိုရင်ဒီခါလေးမှာတခြား proton နေနေဆိုလို့ရှိရင်ဒီနေရာမှာ black screen ဖြစ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီ black screen အစား win temp ထားလိုက်တာတော့ပိုပြီးအဆင်ပြေတယ်ပေါ့နော်ဒီကောင်ကိုကျွန်တော် full screen တော့တစ်ချက်ဆွတ်ကြည့်ဘူးလေဒါပေမဲ့ full screen ကိုချိန်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကားကြီးကပြပြကြီးဖြစ်သွားတယ်ပေါ့နော်ကားကြီးပြပြကြီးကျတော့လည်းကြည့်ရတာတိတ်ပြီးအဆင်ပြေလာဖြစ်တဲ့အတွက်ဒီ60:9ပြောရမလားဒီလောက်ကအကောင်လောက်ကပဲပိုအဆင်ပြေတယ်ပေါ့နော်ဒီတိုင်းကြော်ပြလိုက်ရင်မကြည့်ရဘူးဆိုတော့နောက်တစ်ခုကဒီကောင် controller ပေါ့နော်ကဲ controller နဲ့ဆော့ရဆိုလို့ရှိရင်ဒီ controller ကို mapping လုပ်ပြီးဆော့ရမှာပေါ့နော်ဘာလို့ဆိုဟိုတူပေးထားတဲ့ controller mapping ကတိတ်ပြီးစင်မပြေဘူးစင်ပြေလာပြတဲ့အတွက်ကိုယ့်ဘာတော့ကိုဒီ game hub ရဲ့ mapping ထဲမှာတွားပြီးချိန်တာတော့ပိုစင်ပြေတယ်ဒီ game software ရဲ့ခါထဲမှာကျတော့ keyboard လေးကိုထားလိုက်ပေါ့နော်okay ဆိုတော့ controller setting ကိုတစ်ချက်ပြပေးမယ်နော်ဟို controller နဲ့ဆော့မယ်ဆိုလို့ရှိရင်ဒီမှာ input mapping ကိုတွားလိုက်ပြီးလို့ရှိရင်ဒီ RT ကတော့ add ပေါ့နော်ဒီ RT ကိုဆိုလို့ရှိရင်ဒီ up ပေါ် up down up key ပေါ့နော်LT ကတော့ down ပြန်ဒီဘက်မှာ left right ပေါ့နော် left ရယ် right ရယ် left ရယ် right ရယ်နောက်တစ်ခါကျတော့ဒီ start clock က escape ပေါ့နော် escape ပြီးလို့ရှိရင် AB ကချိန်စားလို့စမလို့ဒီ Y နဲ့ C က camera view လေးတွေနဲ့ပြီးရင် reset ပေါ့နော်ကျွန်တော်ကောင်ရတာအေးမလို့ဆိုတော့ထားလိုက်ဟိုဘာမှ setting လုပ်နေနေပေါ့နော်အဓိကတော့ဒီ1 2 3 4 5 6ပေါ့နော်6 8ခုဒီ8ခုလောက်ပြီးလိုက်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေပြေဆော့လို့ရတယ်ပေါ့နော် okay ရပြီအဲဆိုတော့ quiz link မဖွင့်နေကျွန်တော် ready mode နဲ့ပဲတွားလိုက်မယ်ပေါ့နော်
single state လောက်ပဲပြန်ပြမယ်Monte Carlo Sweden Mexico Portugal Argentina Greece Italy Finland Germany Australia ပြင်သစ် Spain Great Britain ကဲဆွေးနွေးမှာပဲမောင်းရပါတော့နှင်းထဲမှာပဲမောင်းကိုရီးယားနှင်းထဲမှာနေရတဲ့ကောင်မဟုတ်ဘူးပူပူအိုင်းနေရတဲ့ကောင်မျိုးဆိုတော့ဒီနှင်းထဲမောင်းလာတော့ပို့ပြီးကြိုက်ရောနော်โอเคနမ်နေလေကင်မောင်းမလားမနက်ခင်းမောင်းမလားအေးရမနက်စောစောဆွင်ကြတော့အေးရထားဟိုနောက်ကျမှထားဆိုတော့မနက်စောစောတော့ဘယ်မှမောင်းဖြစ်မှာမဟုတ်ဘူးပေါ့နော်ညနေခင်းကိုရီမန်လေးနေထားနေဆိုလို့ရှိရင်တော့ဒီညနေခင်းမောင်းတော့အကောင်းဆုံးပေါ့နော်မနက်ခင်းမောင်းရင်မောင်းတာမှရှိညနေခင်းမောင်းပေါ့နော်ညနေခင်းစီစားလေးဒါပေမဲ့ကိုတော့နုံနဲ့ပဲခြိုင်တယ်ဘာလို့အရင်အေးနေရဲဆိုလို့ရှိရင်ကိုကအေးတောင်ခံနိုင်မှာမဟုတ်ဘူးဆိုတော့ဒီကားရွေးမယ်ပေါ့နော်မိုးပြလေးကလှတော့လာမိုးပြလေးပဲယူလိုက်မယ်ပေါ့နော်frame per second နေနဲ့ဆိုတော့ဒီမှာဒီနေနဲ့60ပေါ့နော်60လောက်တော့တက်တယ်ကဲတချို့နေရာဒီမှာဆိုလို့ရှိရင်တော့ဒီ frame per second ကို limit မလုပ်ခနဲ့190ထားလိုက်မယ်ဆိုလို့ရှိရင်190 118 119ပေါ့နော်အဲ့လောက်ထိတက်တာမျိုးတော့ကျွန်တော်ကြုံနေပေါ့နော်ဒီမှာတစ်ချက်ကြည့်အောင်ကားကဒီလိုပုံစံပေါ့နော်အကယ်၍ကိုယ်အနေနဲ့ပေါ့နော် screen အပြည့်နဲ့ဆော့ကျင်နေမျိုးထားပါတော့ screen ပြည့်နဲ့လောက်လိုက်မယ်ဆိုရင်ကားရပြပြကြီးဖြစ်သွားတယ်ပေါ့နော်ပြပြကြီးလူတွေကလည်းပြပြကြီးဒီကောင်ကတော့ screen full screen နဲ့တော့တိတ်ပြီးအဆင်မပြေဘူးကြည့်ရတော့လည်းဆိုတယ်ကျွန်တော်တို့ကတော့ဆွဲပေါ့နော်ညီကိုတို့ဒီနဲ့ဒီ full screen နဲ့လည်းလိုကြည့်ရတာအဆင်ပြေတယ်ဆိုလို့ကျွန်တော် full screen ခင်းထားလိုက်ပေါ့နော်က WRC stamp လို့ WRC generation လို့တော့ရောက်နေပြီပေါ့ဒါပေမဲ့ဒီ WRC 4ကလည်းဒီကိုယ်ဖုန်းဂိမ်းနေနဲ့ရှင်းလိုက်ရင်တော့ graphic ရုပ်ထွက်ကတော့တော်တော်ကောင်းပြီးကြည့်လို့ကောင်းပြီဆိုလို့ကောင်းနေတယ်ပေါ့နော်တကူရှိရတော့ realistic ပေါ့နော်အဓိက realistic ဆိုတာဘယ်လိုပြောချင်လဲဆိုမောင်းတဲ့ချိန်မျိုးမှာရလာတဲ့ feeling ဒီဟိုကားလမ်းကြောတွေပြီးကားရဲ့ခွေတွေပါရင်ကျတော့ဒီနောက်ထွက်ဂိမ်းနေနဲ့ရှင်းတော့နည်းနည်းတော့သူကနေသွားရပေါ့နော်နောက်ပြီးတော့ဟို graphic ကလည်းဒီနောက်ထပ်ဂိမ်းနေရှင်းတော့နည်းနည်းချင်းကတော့ရှင်းလို့မရဘူးပေါ့နော်ဒါပေမဲ့ဟိုဖုန်းဂိမ်းတွေနဲ့ဆိုင်ရင်တော့ graphic လည်းခုချိန်ထိတော့ကောင်းနေရပဲဖြစ်တာမလို့ဟိုစော့မယ်ဆိုလို့ရှိရင်စော့လို့ပျော်သေးရပေါ့နော်စော့ပျော်သေးရပြီးဟိုဒီ game ဟမ်မှာဆိုလို့ရှိရင်လည်းဖုန်းကတားကြီးရွေးကြမလို့ပေါ့နော်ဒီက O game ဆိုတော့ဖုန်းတော်တော်များများနဲ့လည်း compatible တော့ဖြစ်မယ်လို့ထင်တယ်ပေါ့နော်အနည်းဆုံး Mirror SoC လောက်ဆိုလို့ရှိရင်တော့ Cindy တွေစော့လို့ရအောင်ပဲပေါ့နော်ဒီခါရပြောနေစောနေရဆိုတော့အဆင့်2ပဲရတော့ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်ကအဆင့်1အများနဲ့အဆင့်1ပဲလိုချင်တဲ့လူဆိုတာအဆင့်1ရရပေါ့အခုကတော့ဒီကိုတော့ပြောနေရတယ်ပဲနော်အဆင့်2ဖြစ်တယ်ဗျာအဒီကတော့ညီကိုတို့ကြောင်းပဲပေါ့နော်ကိုရနှင်းတော့လည်းမနေဘူးတဲ့ကောင်ဆိုတော့ဘေဟာလန်ဘေဟာကဟိုတခြားနေရာလဲဆိုတော့မသိရဘူးပေါ့နော်အဲ့တော့လမ်းကတော့မနေ့မပြန်ရှာနေရ